안녕하세요. 알로메 밍라바신 디니아로 코리아마 language program တက်ချင်တယ်ဒါပေမဲ့ဘယ်ကျောင်းကိုရွေးချယ်ပြီးတက်ရမလဲဆိုတာမသိဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါရှင်ပတ်စံတပြားမှမကုန်မဲနဲ့ကိုရီးယားနိုင်ငံမှာရှိတဲ့တက္ကသိုလ်ကျောင်းတွေနဲ့အခမဲ့ဆွေးနွေးလို့ရတဲ့ program တစ်ခုကိုမိတ်ဆက်ပေးပါမယ်ဒီ program ကကိုရီးယားအစိုးရကနေကျင်းပတဲ့ program ဖြစ်ပြီးတော့နိုင်ငံသားတွေကျောင်းရွေးတဲ့ခါမှာအကူအညီဖြစ်စေမယ့် program လေးလည်းဖြစ်ပါတယ်ဒီစီစဉ်ဟာကိုရီးယားဘာသာစကားနဲ့ယဉ်ကျေးမှုကိုတစ်ခါတည်းလေ့လာလို့ရတာဖြစ်ပြီးတော့မြန်မာနိုင်ငံသားအပါအဝင်တစ်ကမ္ဘာလုံးမှာရှိတဲ့ဘသူမဆိုဝင်ပြီးရှောက်ထားလို့ရတဲ့ program ဖြစ်ပါတယ်ဒီထဲမှာရှိတဲ့ကိုတက်ချင်တဲ့အကြောင်းကို one by one မေးလို့ရတဲ့အစီအစဉ်လည်းရှိပါတယ်ဒီထဲမှာ Hansong University လည်းရှိတာဖြစ်တဲ့အတွက် Hansong University ကျောင်းသိချင်တဲ့လူတွေဒါကိုလည်းရှောက်ထားလို့လည်းရပါတယ်ရှာရခတ်တဲ့ဆိုတဲ့လူတွေကတော့ဒီ QR code ကိုရိုက်ပြီးတော့တစ်ခါရတန်းဝင်လို့လည်းရပါတယ်4လပိုင်း17ရက်နေ့ကနေ4လပိုင်း20ရက်နေ့ထိကျင်းပသွားမှာဖြစ်တဲ့အတွက်အဲ့ဒီမတိုင်ခင်ရှောက်ထားရပါမယ်ဒီ language program ကိုရှောက်လို့ရှိရင်2024က topic မေးခွန်းတွေကိုလည်းသိခွင့်ရမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်